လူတူတယောက်ကံကြမ္မာကနေပြီးတော့ကုသိုလ်ကံတွေကအကျိုးပေးလာပြီဆိုလို့ရှိရင်ကိုနေတဲ့မြေကြီးအောက်ကပဲတန်ဖိုးရှိတဲ့ယရနာတွေပေါ်ခြင်းပေါ်လာတတ်တာလေဒါမျိုးတွေကဖြစ်လာတတ်တယ်ဒါကြောင့်မို့လူတွေရဲ့ကံကြမ္မာအလျောက်အသုံးဆောင်ပစ္စည်းဥစ္စာဆိုတာဖြစ်ပေါ်လာတာဖြစ်တယ်မြေကြီးထဲမှာကြောက်တံပရမများတွေတူးဖော်ခြင်းတိုင်းတူးဖော်လို့ရတာမဟုတ်ဘဲနဲ့ကံကောင်းတဲ့ပုဂ္ဂိုလ်ရဲ့နေရာဒေသမှာဆိုရင်အလိုလိုကြောက်ကြောကြီးတွေးတာတို့ရွှေကြောကြီးတွေးတာတို့ဒါမျိုးတွေရှိနေတာပဲသိကြတယ်ပေါ့အဲ့ဒါကြောင့်လည်းပဲမြတ်စွာဘုရားရဲ့ဘုံကံပါရမီကအလွန်ကြီးမားတယ်အဲ့ဒီဘုံကံပါရမီအလွန်ကြီးမားတဲ့ဆိုတာသူ့အတူကြီးလာတာလားလို့ဆိုမဟုတ်ဘူးလူတွေမှာမြတ်စွာဘုရားဟာလောင်းတော်ဘုရားတော်ကစွန့်လွတ်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တာတွေကနဲတာမှမဟုတ်ဘူးစွန့်လွတ်ခဲ့တယ်စွန့်လွတ်တဲ့ပုဂ္ဂိုလ်ဟာကြီးကျယ်တဲ့အနေအထားတစ်ခုကိုရောက်တာပဲဒါသဘာဝပဲပေါ့မြတ်စွာဘုရားရဲ့စွန့်လွတ်မှုတွေမြင့်မြတ်တဲ့အလုပ်တွေလှုပ်ဆောင်မှုတွေဟာအလွန်များပြားတယ်အဲ့ဒီကုသိုလ်ကံတွေရဲ့အကျိုးပေးကြောင့်မြတ်စွာဘုရားဟာဘယ်ပရိသတ်ထဲသွားလိုက်အဲ့ဒီပရိသတ်ရဲ့အရွယ်အစားတိုင်းရုပ်ရည်ဥက္ကာယအခန့်ခန့်ညာညာနဲ့ချောမောတပ်ပဲဆိုတာပရိသတ်ထဲမှာထင်ရှားတဲ့အသင်္တရံဟာတမင်လုံနေเสียမလိုပဲနဲ့ပေါ်လွင်ထင်ရှားတယ်လို့သူဆိုတယ်အဲ့ဒါကိုပိဋကစာပေမှာဖော်ပြထားတာလေးတဲလွန်စာလေးတွေရှိတယ်ပေါ့မြတ်စွာဘုရားဟာပရိသတ်၈ပါးပရိသတ်၈မျိုးတဲ့လူသားတွေမှာရှိတဲ့ပရိသတ်လိုပဲနတ်ပရိသတ်ဗြဟ္မပရိသတ်အဲ့ဒီပရိသတ်တွေကြားသွားတဲ့အခါမှာမြတ်စွာဘုရားရဲ့ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်သူသွားတဲ့ပရိသတ်ကအတဝါအတဖြူအာရှတိုက်သားတွေလို့အစင်းရောင်ရှိတယ်နော်ဒီ Chinese တို့မြန်မာတို့ဒီအာရှတိုက်သားတွေရဲ့အသားအရောင်မျိုးရှိတဲ့ပရိသတ်ကြားတဲ့ကိုဝင်သွားလို့ရှိရင်မြတ်စွာဘုရားအသားအရောင်ကအဲ့ဒီတိုင်းပဲဖြစ်တာပြောင်းလဲသွားတယ်နော်ပြောင်းလဲသွားတယ်အတန်အနေထားကလည်းပဲအဲ့ဒီတိုင်းပဲပြောင်းလဲသွားတယ်ပြောင်းလဲသွားတယ်တတော်တရားရှိတဲ့အချိန်တုန်းကအကျိုးရှိမယ်ဆိုရင်မြတ်စွာဘုရားပြိဿမျိုးစုံဒေသမျိုးစုံကိုကြွခဲ့တယ်သို့တော့ဘယ်ဒေသလို့သတ်မှတ်ထားတာမဟုတ်တော့လည်းပဲကြွသွားတဲ့အခါမှာမြတ်စွာဘုရားရဲ့ကိုယ်ကာယအစဉ်လုံးရတန်တန်ပုံပန်းတန်တန်ဟာရောက်ရှိတဲ့ပရိသတ်ရဲ့သရံအတိုင်းပဲမြတ်စွာဘုရားထင်ရှားပြီပရိသတ်ကလည်းအားလုံးသူတို့လူမျိုးလိုပဲစိတ်ထဲမှာခံစားရတယ်သူတို့လူမျိုးတွေကသူတို့ရဲ့ခေါင်းဆောင်ပုဂ္ဂိုလ်လေးစားရတဲ့လူကြီးတစ်ယောက်အနေနဲ့ခံစားရတယ်ပြောလိုက်တဲ့အတန်ကလည်းအဲ့ဒီအတန်မျိုးပဲဖြစ်တယ်စကားလည်းပဲသူတို့နားလဲကြတယ်မြတ်စွာဘုရားပြောလိုက်တဲ့စကားကိုလည်းပဲအဲ့ဒါလိုနားလဲကြယာတိတကောတေတံဝနောတာရိတကောဝနောတဲ့သူတို့အစင်းရောင်ရှိတယ်လို့ပုံပန်းတဏ္ဍရှိတယ်လို့မြတ်စွာဘုရားပုံပန်းတဏ္ဍသူတို့အတန်အနေအတန်ထားတိုင်းမြတ်စွာဘုရားရဲ့အတန်နေအတန်ထားဖြစ်တယ်အဲ့ဒီပိဋကတ်ထဲရောက်တဲ့အခါမြတ်စွာဘုရားဟာဓမ္မကိုခေါ်ပြောတယ်ဓမ္မဆိုတာသဘာဝတရားစီမင်းစည်းကမ်းလူတွေလိုက်နာကျင့်သုံးရမယ့်အချက်တွေကိုရှင်းလင်းဟောပြောပြီးထိုနေရာကနေပြီးတော့ထွက်ခွာသွားတယ်အဲ့ဒီလိုထွက်ခွာသွားတဲ့အချိန်ပိဋကတ်ရဲ့အတွေ့အကြုံနဲ့ပတ်သက်လာတဲ့အခါမှာမြတ်စွာဘုရားဝင်လာတဲ့အချိန်တုန်းကပိဋကတ်တွေကသူတို့ရဲ့ခေါင်းဆောင်ကြီးရောက်လာတယ်လို့စိတ်ထဲမှာခံစားပြီးတလေးတစားနားထောင်ကြတယ်မြတ်စွာဘုရားကတရားဟောပြီးပြန်လီထွက်ခွာသွားတဲ့အခါကျတော့မှတကယ်ခေါင်းဆောင်အစိတ်ကနောက်မှရောက်လာတယ်အဲ့ဒီကြတော့မှတွေးကြံရစ်တယ်ခုနကဘသူလဲခုနကဘသူလဲအဲ့ဒီလိုစိတ်ထဲမှာခံစားပြီးတော့ကြံရစ်တယ်ဆိုတာဟာစာပေထဲမှာမှတ်တမ်းတင်ထားတာနော်စာပေထဲမှာမှတ်တမ်းတင်ထားတာရှိဘယ်ပရိသတ်ကြားရောက်
အာဖရိကပြည်သားကြားရောက်သွားရင်တော့မြတ်စွာဘုရားရဲ့အသားရောင်ကလည်းပဲလက်မောင်နေမှာတေးချတယ်ပေါ့အဲ့ဒီလိုရောက်သွားတော့လေသူတို့ကသူတို့ခေါင်းဆောင်လို့အောင်မိတယ်မြတ်စွာဘုရားကဆုံးမစကားလေးတွေပြောပြီးတော့ထွက်ခွာသွားတယ်အဲ့ဒီကြတော့မှသူတို့ခေါင်းဆောင်အစ်စ်ကရောက်လာတယ်ရောက်လာတဲ့အခါလူတွေဟာတွေးတောကြံစည်ရခုနကပြောသွားတာဘာလို့လဲဆိုတာသူတို့အတွက်ပဟေလိဖြစ်ပြီးတော့အဖြေမထုတ်နိုင်ကြဘူးတဲ့မြတ်စွာဘုရားဟာအဲ့လိုဒေသစာရီကြွချပြီးတော့တရားတွေကျိုးရှိမယ်ဆိုလို့ရှိရင်လှည့်လည်ပြီးတော့ဟောပြောလိရှိတယ်ဆိုတာကိုစာပေကျမ်းကမှမှတ်တမ်းတင်ထားတာဟာအင်တာမထူးခြားတယ်လို့ပြောရအခုလေဒီတာဝရိန္ဒနတ်ပြည်ကြွပြီးတော့အဘိဓမ္မာတရားဟောတယ်လို့ဆိုတဲ့အခါထိုင်လိုက်တဲ့အချိန်ကစပြီးတော့မြတ်စွာဘုရားရဲ့ပုံပန်းတန်တန်ဟာနတ်တွေရဲ့အနေအထားမျိုးဖြစ်ပြီးတော့နတ်တွေရဲ့ရုပ်အစင်းသာလွန်လှပလို့ဝါဝင်းနေတဲ့ရုပ်ပုံတော်ဖြင့်နတ်တွေရဲ့အလယ်မှာတင့်အောင်တင့်တယ်နတ်တွေရဲ့ပူလွန်တဲ့ရုပ်အစင်းနဲ့တရားဓမ္မကိုရှင်းလင်းဟောကြားခဲ့တာအဘိဓမ္မာခါတော်နေ့လူပြေမှာဆိုလို့ရှိရင်တော့3လနတ်ပြေမှာဆိုရင်တော့ဒီလောက်ကြီးကြာမယ်မဟုတ်ဘူးเนาะ3နာရီလောက်တောင်မှကြာရလားမသိဘူးနတ်ပြေမှာကြာဘာဖြစ်လို့တော့ဆိုတော့တာဝရိန္ဒနတ်ပြေဟာကဏ္ဍနည်းနဲ့တွက်ကြည့်မယ်ဆိုရင်အတိအကျပြောလို့ရနိုင်တော့လူပြေမှာအနှစ်100မှတာဝရိန္ဒနတ်ပြေကတရက်ဖက်ရှိသေးတယ်နေညအမြဲတမ်းတာရှိတယ်တက်တန်းရှည်ကြတဲ့နေရာမှာမြတ်စွာဘုရားသွားရောက်ပြီးဒီအဘိဓမ္မာတရားတော်ကိုဟောပြောခဲ့တာဖြစ်တယ်ပေါ့အဘိဓမ္မာတရားဟောပြောတဲ့အခါမှာကပိလဝမြို့ကသုတ္တရဏမင်းကြီးရဲ့ဒီမိဘရဲ့ခေါင်းကြီးဖြစ်တဲ့မာယာဒေဝီဘုရားလောင်းလေးမွေးဖွားပြီး9ရက်မြောက်မှာနတ်ရွာစံသွားတယ်အဲ့ဒီမာယာဒေဝီမေတော်ကြီးဟာတုတ်တိတာနတ်ပြည်မှာသွားပြီးနတ်သားဖြစ်နေမြတ်စွာဘုရားအဘိဓမ္မာတရားဟောတဲ့အခါမှာမေတော်နတ်သားဟာမြတ်စွာဘုရားရဲ့လက်ရဘက်နားမှာတရားပလင်ရှေ့ကဘုရားရဲ့လက်ရဘက်ကထိုင်ပြီးတော့တရားနာတယ်အဲ့ဒီလိုတရားနာတဲ့အခါမှာအားလုံး1000သောစကြဝဠာကနတ်မြမာတွေစုဝေးရောက်ရှိလာကြလူပရိသတ်တဦးမှမပါဘူးနတ်ပရိသတ်တွေမြမာပရိသတ်တွေအလုံးစုဝေးပြီးတော့ရောက်ရှိလာကြတဲ့အချိန်မှာမြတ်စွာဘုရားကအဘိဓမ္မာတရားတော်ကိုဟောကြားတာဖြစ်တယ်အဘိဓမ္မာတရားဆိုတာတဘာဝတရားတက်တက်ကိုသာဟောပြောတာဖြစ်တယ်တဘာဝတရားရဲ့တဘာဝတရားဟာအချင်းချင်းဆက်သွယ်ပြီးတော့တရားရည်ရဲ့တဏ္ဍာပြင်ပတဏ္ဍာမှာဘာတွေဖြစ်တယ်ဘယ်လိုဖြစ်တယ်ဆိုတာတွေကိုရှင်းလင်းပြီးတဘာဝတရားတတ်မှန်ကိုဟောတာအဘိဓမ္မာဒေသနာတော်ပဲဖြစ်တယ်ပေါ့ရှင်းလျားတဲ့အဘိဓမ္မာဒေသနာတော်ဟာလေးနဲ့ပြီးတော့နော်အဗ္ဗဓမ္မဒီစမ်းကြဲတဲ့ခက်ခဲနေနေတဲ့တရားဓမ္မလူသားတွေအနေနဲ့တထိုင်နဲ့နာဖို့မတမခဲနေဒါကြောင့်မို့တာဝရိန္ဒနတ်ပြည်ဆိုတဲ့ဒေသတရားဟောရာဘုံဌာနကိုရွေးချယ်ပြီးတော့မြတ်စွာဘုရားသက်တော်42နှစ်မြောက်ဝါတော်9ဝါအရမှာတာဝရိန္ဒနတ်ပြည်မှာအဘိဓမ္မာတရားဟောလို့တရင်ညိုလာပြီးနေလို့ဆိုတဲ့အခုလို့ခါသမယမှာအဘိဓမ္မာတရားဟောလို့ပြီးဆုံးသွားတဲ့အနေအထားမှာဖြစ်တယ်ပေါ့တို့ဆိုဒါဖြင့်အဘိဓမ္မာတရားဟောတာဟာအခုချိန်ကနေပြန်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်နှစ်ပေါင်းဘယ်လောက်ကြာသွားပြီလဲဒီကနေ့ဟာအဘိဓမ္မာတရားဟောလို့ပြီးဆုံးတဲ့နှစ်ဟာနှစ်ပေါင်းဘယ်လောက်ကြာတယ်လို့ဆိုလို့ရှိရင်2599နှစ်လို့နော်ဒီနှစ်ကနေပြန်ပြီးတော့တွက်လိုက်မယ်ဒီဘိဓမ္မာဟောခဲ့တဲ့ပြီးဆုံးတဲ့နှစ်နော်ဒီကနေ့တွက်ယူလိုက်မယ်ဆိုရင်2599နှစ်ပြည့်တဲ့နေ့ပဲဖြစ်တယ်ပေါ့အဲ့တော့
ဒီလိုလေးနဲ့မှန်ကန်တဲ့တရားဓမ္မကိုမြတ်စွာဘုရားဟောကြားတာဟာနတ်တီဉာဏ်ထက်တဲ့အသိဉာဏ်ကျွယ်ဝတဲ့နတ်တီပြမာတွေများစွာကျွတ်တန်းဝင်ခဲ့ကြတာဖြစ်တယ်တရားအသိကိုရရှိခဲ့ကြတယ်အဘိဓမ္မာတရားကိုဟောတဲ့အခါမှာမြတ်စွာဘုရားသခင်ရဲ့ကိုရောမြတ်ရဲ့တဏ္ဍာမှာအရည်ချင်းနှစ်ရပ်ရှိတယ်အဲ့ဒီအရည်ချင်းနှစ်ရပ်ရှိတဲ့ထဲမှာဘယ်အရည်ချင်းကိုအဓိကအသုံးချသလဲလို့ဆိုရင်ပညာဆိုတဲ့အရည်ချင်းကိုအဓိကအသုံးချအဘိဓမ္မာဆိုတာခက်ခဲနေနေတဲ့သဘာဝတရားတွေကိုဟောတာဖြစ်သောကြောင့်ထိုအချိန်မှာမြတ်စွာဘုရားရဲ့အဘိဓမ္မာဒေသနာတော်ကြီးကိုဟောတော်မူတဲ့နေရာမှာအသိပညာဟာမြတ်စွာဘုရားရဲ့တကိုယ်လုံးစိတ်အားလုံးကိုလွှမ်းမိုးထားတယ်ကြီးမားတဲ့အသိဉာဏ်နဲ့မြတ်စွာဘုရားအဘိဓမ္မာတရားကိုဟောကြားခဲ့တာဖြစ်တယ်အေးသုတ်တန်တရားကိုဟောကြားတဲ့အခါကျတော့အဘိဓမ္မာလိုအသိပညာကိုရှေ့တန်းတင်တာမဟုတ်ဘဲနဲ့သုတ်တန်ဒေသနာတော်တွေဓမ္မစကြာတို့အနတ္တလက္ခဏာသုတ်တို့ဟောတဲ့အခါမှာမြတ်စွာဘုရားမှာလူသားတွေရဲ့စကားလုံးကိုသုံးချပြီးတော့ပြောရတာဖြစ်တော့ပေါ့ပေါ့ပါပါနော်လူတွေရဲ့ဝဟရစကားကိုသုံးချပြီးတော့ပြောရသည့်အတွက်ကြောင့်ပေါ့ပေါ့ပါပါဟောကြားသွားတာဖြစ်တယ်အဲ့ဒီသုတ်တန်ဒေသနာတော်ဟောတဲ့အခါမှာမြတ်စွာဘုရားရဲ့ယင်ထဲကအကျဉ်းနာဆိုတဲ့ကရုဏာတရားနဲ့ဟောတာဖြစ်တယ်အကျဉ်းနာဆိုတဲ့ကရုဏာတရားဟာတရားတွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့အနေနဲ့ဘယ်လိုပြောရင်နားလည်မယ်ဆိုတဲ့လူတွေနားလည်နားလို့တဲ့အသုံးအနေနဲ့စိတ်ရှည်လက်ရှည်ရှင်းလင်းဟောကြားတာဖြစ်လို့သုတ်တန်တရားတော်ရဲ့အနေထားဟာအဘိဓမ္မာလိုခက်ခဲနေနေနားလည်မှုခက်ခဲတဲ့ဒေသနာမျိုးမဟုတ်ဘဲနဲ့အလွယ်တကူနားလည်နိုင်တဲ့ဒေသနာမျိုးတွေဖြစ်အောင်ဟောကြားဆုံးမပေးခဲ့တာဖြစ်တယ်ဥပမာမဲ့မဟာတတိပဋ္ဌာနာသုတ်ကိုဟောတယ်ဆိုတဲ့အချိန်မှာကြည့်မြတ်စွာဘုရားကတရားတွေရဲ့စိတ်နေသဘောထားကိုကြည့်ပြီးမြတ်စွာဘုရားဘာပြောလဲလို့ဆိုရင်အေးတရားတွေစင်ကြယ်ဖို့နော်လူတွေရဲ့စိတ်ဓာတ်တွေစင်ကြယ်သွားဖို့ပူလောင်နေတဲ့အရာတွေကင်းဝေးသွားဖို့တောကရင်ထဲကတောကတွေကျော်လွှားနိုင်မှုငိုကြွေးရတဲ့ပရိဒေဝတွေကျော်လွှားနိုင်မှုဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုဒေါမနတဆိုတဲ့စိတ်ဆင်းရဲမှုတွေချုပ်ငြိမ်းသွားစေဖို့နိဗ္ဗာန်လမ်းကြောင်းကြီးကိုဖော်ဆောင်ပေးနိုင်မှုနဲ့နိဗ္ဗာန်ကိုကိုယ်တွေ့မြင်နိုင်မှုဆိုတဲ့အကျိုးတွေ9မျိုးအတွက်တကြောင်ဤသောလမ်းဟာတတိပဋ္ဌာန်ကျင့်စဉ်ပဲဖြစ်တယ်လို့လွယ်ကူကူလေးနဲ့အဲ့ဒါလိုမြတ်စွာဘုရားဟောတာလူတိုင်းလိုက်နာခြင်းအောင်ကရုဏာတရားရှေ့ထားပြီးတော့အကျဉ်းတရားနဲ့ရှင်းပြဒီလမ်းကြောင်းကလျှောက်ကြဒါတခုတည်းသောလမ်းကြောင်းပဲဒီလမ်းကြောင်းကလျှောက်လို့ရှိရင်စိတ်ရဲ့အညစ်အကြေးတွေအလုံးစင်ကြယ်သွားမယ်မင်းတို့တွေတောကဖြစ်နေတာတွေလည်းပဲကျော်လွှားနိုင်လိမ့်မယ်ငိုကြွေးနေရတာတွေလည်းပဲကျော်လွှားသွားနိုင်လိမ့်မယ်ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုတွေကိုလည်းမင်းတို့ရင်ထဲမှာချုပ်ငြိမ်းသွားလိမ့်မယ်နိဗ္ဗာန်လမ်းကြောင်းကြီးကိုလည်းဖြောင်းဖြောင်းတန်တန်ကြီးရရှိသွားမှာဖြစ်ပြီးနိဗ္ဗာန်ကိုကိုယ်တွေ့မျက်မှောက်ပြုသွားနိုင်မှာဖြစ်တယ်ဒါကြောင့်မို့ဒါဟာတခုတည်းသောလမ်းကြောင်းကြီးပဲဒီလမ်းကြောင်းကရှောက်လန်းညာလို့အခုလို့တိုက်တွန်းပြီးတော့ဟောတာမျိုးတွေကြတယ်သုတ်တန်ဒေသနာတော်လို့ခေါ်တယ်နော်လမ်းစဉ်ချမှတ်ပြီးတော့ဟောပြောပေးတာအဲ့ဒီလိုသုတ်တန်တရားဟောတဲ့အခါမှာတရားရည်ရဲ့အကျိုးစီးပွားကိုလိုလားပြီးလမ်းလွဲသွားမှာဆိုလို့မှန်ကန်တဲ့လမ်းကြောင်းကပြဘုန်းကြီးတို့လောကမှာဆိုလို့ရှိရင်အေးတောကကင်းဝေးနေထိုင်ရေးဆိုပြီးလူတွေဟာတောကကင်းအောင်မလုပ်ရမလဲဆိုရင်အမျိုးမျိုးတွေးကြလိမ့်မယ်ပတ်စံချမ်းသာရင်တော့ငါတောကမရှိတော့ဘူးလို့ထင်တယ်ပတ်စံချမ်းသာအောင်လုပ်ကြမယ်သို့တော့ပတ်စံချမ်းသာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့တောကတွေကပြည့်လာပြန်တယ်လူလောကကြီးမှာကိုကမရှိနော်မရှိတောင်းတရှိကြောင်းကြတယ်မရှိတော့ကတော့လိုချင်တယ်ရှိလာတော့စိတ်မချတော့
တောကပဲပြန်ရနေတယ်လို့ဆိုလိုတယ်ဒီသားသမီးတွေရှိတဲ့ပုဂ္ဂိုလ်နဲ့သားသမီးမရှိတဲ့ပုဂ္ဂိုလ်သားသမီးရှိတဲ့ပုဂ္ဂိုလ်ကလည်းသားသမီးတွေမပူရဘူးသားတွေသမီးတွေကကြီးပြီးသူ့အလုံးနဲ့သူပူစရာမရှိတော့ဘူးလို့ဒီလိုထင်ရပေမဲ့လို့ပူမှုတွေကလာပြန်တာပဲသူများအတွက်မပူရလဲကိုယ့်အတွက်ပူရပြန်နောက်ဆုံးမှာကိုကျမ်းမာရေးအတွက်ပူရတယ်ကိုယ့်ရဲ့ဒီအနေအထားတစ်ခုအတွက်လူတွေဟာတောကဆိုတာကိုကျော်လွှားနိုင်ခြင်းမှရှိပါမရှိတာဘာနဲ့မှကျော်လွှားလို့မှမရတာပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်လေယောဂဝေဒနာတွေမဖြစ်သေးခင်သာပျော်ရွှင်လို့ရတာယောဂဝေဒနာဖြစ်လာပြီဆိုရင်မိမိကိုယ်တိုင်ကလည်းတောကသားတွေသမီးတွေကလည်းပဲတောကနဲ့ပဲကြည်နေကြဒီလိုနေထားမျိုးဖြစ်လာအဲ့တော့ဒီတောကဆိုတာတွေမထိန်နိုင်လို့ငိုကြွေးကြရတဲ့ပရိဒေဝတွေတကူလုံးနာကျင်နေတဲ့ကာယကဒုက္ခနာကျင်မှုဆင်းရဲမှုစိတ်ဆင်းရဲရမှုဆိုတဲ့ဒေါမနတဒါတွေကြော်လွှားသွားနိုင်ဖို့ဆိုတာဟာတချောင်းဤသောလမ်းဆိုတာတတိတွေတိုးပွားလာအောင်တမာရီတွေတိုးပွားလာအောင်ပညာတွေတိုးပွားလာအောင်ကျင့်စဉ်တာလည်းဖြစ်တယ်ပေါ့အဲ့ဒါတွေကျင့်လိုက်မှစိတ်ဓာတ်ခိုင်မာမှုကိုရရှိသွားနိုင်တယ်ပေါ့အဲ့ဒီစိတ်ဓာတ်ခိုင်မာမှုရရှိပြီဆိုတော့မှတောကကိုလည်းဖယ်ရှားနိုင်တယ်ပရိဒေဝကိုလည်းဖယ်ရှားနိုင်တယ်ကိုယ်ဆင်းရဲမှုကိုလည်းအောင်ဤသီးခံနိုင်ပြီးတော့စိတ်ဆင်းရဲမှုဆိုတာကိုလည်းတွန်းလှန်ဖယ်ရှားထားနိုင်တရားနှလုံးသွင်းခြင်းဖြင့်ကြော်ဖြတ်လို့ရတယ်ဆိုတာတချို့ပုဂ္ဂိုလ်တွေဟာလက်တွေ့ခံစားရတာရှိတယ်ပေါ့နော်အဲ့ဒါနောက်ဆုံးအချိန်ရောက်လို့ရှိရင်သဘာဝတရားတွေဟာထင်ရှားအဲ့ဒါကြောင့်မို့တရားတွေရဲ့အကျိုးစိတ်ဆင်းရဲမှုတွေနဲ့မကြုံရအောင်ဆိုရင်မြတ်စွာဘုရားကဒီလမ်းကလျှောက်ကြဒီလမ်းကလျှောက်ကြဆိုပြီးတော့လမ်းတစ်ခုဖော်ဆောင်ပေးတာအကျဉ်းတရားရှေ့ထားပြီးတော့ဖော်ဆောင်ပေးတာဖြစ်သောကြောင့်ကရုဏာနဲ့ဟောတယ်လို့သူတို့ပြောတာနော်လူတယောက်ကိုဒုက္ခမရောက်စေချင်တာကရုဏာပေါ့ဒုက္ခမရောက်စေချင်ဘူးဥပမာလောကမှာဆိုရင်စီးပွားဥစ္စာမတိုးတက်လို့အခက်အခဲကြုံနေတဲ့လူကိုကူညီတယ်ဒီလှုပ်ဟိုလှုပ်မလှုပ်နဲ့ဆိုပြီးတော့လမ်းညွှန်မှုတွေပေးပြီးသူ့ရဲ့ဆင်းရဲဒုက္ခတွေသက်သာအောင်ကြည့်ရှုဆောင်မပေးတာဟာအကျဉ်းတရားပဲဖြစ်တယ်ပေါ့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေဒုက္ခမရောက်အောင်ကူညီတာအကျဉ်းတရားအဲ့ဒါကြောင့်မြတ်စွာဘုရားဓမ္မစကြာတရားဟောတာပဲဖြစ်ဖြစ်အနတ္တလက္ခဏာသုတ်ဟောတာပဲဖြစ်ဖြစ်အခြားသုတ်တန်ဒေသနာတော်တွေဟောသမျှဟာကရုဏာဆိုတဲ့အကျဉ်းတရားကိုအခြေခံပြီးတော့ဟောတာလို့သူတို့ဆိုတယ်ဘုန်းကြီးတို့တရားဝဲအစမှရွတ်သွားတဲ့မြတ်စွာဘုရားရဲ့ပဏာမမြတ်စွာဘုရားကိုရှိခိုးတဲ့ပဏာမဂါထာမှာယဟန်တန်ဃာတွေကိုစီကံဥပဒေတွေထုတ်တဲ့အခါမှာအကျဉ်းနဲ့ပညာဒီနှစ်ခုပေါင်းစပ်သွားဒါကြောင့်မို့ဝိနည်းသိက္ခာပုဒ်တွေကိုပြညတ်တဲ့အခါမှာအကျဉ်းနဲ့ပညာအခုတိုင်းပြည်တိုင်းမှာသူတို့ရဲ့လောဆိုတာရှိတယ်နော်လောဆိုတာရှိတယ်လူတွေတရားဥပဒေတရားယုံတွေတရားပြုတရားရေးရာဌာနတွေကချမှတ်ထားတဲ့ဥပဒေတွေရှိတယ်အဲ့ဒီဥပဒေတွေလုပ်တဲ့နေရာမှာဥပဒေဟာချုပ်ချယ်တာလည်းပါတယ်တိုးတက်လာအောင်လမ်းဖွင့်ပေးတာလည်းပါတယ်နှစ်ခုပါတယ်ပေါ့ချုပ်ချယ်တာပါတာဟာဒီဟာအကျဉ်းတရားကြောင့်ချုပ်ချယ်လမ်းဖွင့်ပေးတာကြတော့ပညာနဲ့ဟောအကျဉ်းနဲ့ပညာဆိုပါစို့ကိုသားသမီးတယောက်မိဘတွေကဆုံးမတယ်မကောင်းတဲ့အကျင့်ဖြစ်လာတဲ့သားသမီးကိုရိုက်နဲ့ဆုံးမတာတို့နာနာကျင်ကျင်ပြောပြီးတော့ဆုံးမတာတို့ဆိုတာအကျဉ်းတရားကြောင့်လုပ်တာငါမပြောလို့ရှိရင်ပျက်စီးသွားတော့မယ်ဒီကလေးငါပြောမှဖြစ်မယ်ဆိုတဲ့ပညာရဲ့အကျဉ်းရဲ့နှစ်ခုပေါင်းစပ်ပြီးတော့ဒီကလေးရဲ့ကောင်းမြတ်တဲ့အခြေအနေတစ်ခုကိုလုပ်တာထို့တူပဲမြတ်စွာဘုရားကဝိနည်းသိက္ခာပုဒ်တွေကိုပြညတ်တယ်ဆိုတာဒါမလုပ်နဲ့ဒါလုပ်ရင်မင်းဒီအပြစ်ဆိုပြီးတော့ဥပဒေတွေလို့ဒီပြစ်မှုတွေမကျူးလွန်နဲ့ကျူးလွန်ရင်ဒီလိုအပြစ်ခံရမယ်ဆိုတဲ့ဒီကျူးလွန်မှုနဲ့အပြစ်ထံကိုတွဲဖက်ပြီးတော့သတ်မှတ်ပြီးယဟန်တန်ဃာတွေလိုက်နာဖို့ဝိနည်းတရားတော်တွေဟောတာကြတော့
ကရုဏာနဲ့ပညာအကျဉ်းနာနဲ့ပညာနှစ်ခုပေါင်းစပ်ထားတယ်လို့သူတို့ဆိုအဲ့ဒီနေရာမှာအကျဉ်းနာတရားမပါဘူးဆိုရင်ရက်ဆက်သူဖြစ်မယ်နော်အကျဉ်းနာတရားမပါဘူးဆိုရင်ရက်ဆက်တယ်လို့ပြောပညာမပါဘူးဆိုရင်လွယ်မာတဲ့ဥပဒေတွေချမှတ်ပြီးဖြစ်သွားအကျိုးမဖြစ်ထွန်းတဲ့ဥပဒေတွေချုပ်ချယ်တာတက်တက်ပဲဖြစ်သွားပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အရာမဖြစ်လာတော့ဒါကြောင့်မို့အကျဉ်းနာနဲ့ပညာဝိနည်းတရားတော်ကိုဟောတဲ့အခါမှာနှစ်ခုပေါင်းစပ်ထားတာဒီဟာကိုဆိုလို့ပဲပေါ့နော်အဲ့တော့ပိဋကတ်သုံးပုံကိုမြတ်စွာဘုရားဟောခဲ့တာဟာဝိနည်းတရားကိုဟောတဲ့အခါမှာကရုဏာနဲ့ပညာနှစ်ခုပေါင်းစပ်ပြီးတော့ဟောတယ်သုတ်တန်တရားကိုဟောတဲ့အခါမှာအကျဉ်းနာဆိုတဲ့ကရုဏာတရားကိုအခြေခံပြီးဟောတယ်အဘိဓမ္မာတရားဟောတဲ့အခါမှာပညာဆိုတာကိုအခြေခံပြီးတော့ဟောတာဖြစ်တယ်အဲ့ဒီလိုဒီကနေ့နေထူးနေမြတ်ဟာပညာကိုအသုံးချပြီးတော့လေးနဲ့တဲ့အဆုံးအမတွေတဘာဝတရားတွေကိုထုတ်ဖော်ဟောကြားခဲ့တာနှစ်ပေါင်းဟာ2599နှစ်မြောက်နေ့ပဲဖြစ်တယ်ဆိုတာမှတ်တရဒီလိုနှစ်ပေါင်း2599နှစ်မြောက်မှာအခုလိုထူးထူးခြားခြားနော်ကျင့်တော်ရန်ဘုရားဘာသာဖရာเจ้าကြီးမှာမြတ်စွာဘုရားရဲ့အဆုံးအမစကားတွေကိုကြားနာခွင့်ရတယ်ဆိုတာဟာအလွန်ထူးခြားတဲ့အခြေအနေတရားပဲဖြစ်တယ်ပေါ့သမိုင်းဝင်ဖြစ်ရတစ်ခုလို့သတ်မှတ်လို့ရတယ်ပေါ့နော်ဒါမျိုးကလည်းတိုက်ဆိုင်ခဲ့တယ်ပေါ့နော်တိုက်ဆိုင်လာတဲ့အခါမှာအဗ္ဗဓမ္မအမတ်တရဒီလိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုတို့နာယူမှတ်သားကြရတယ်အဲ့တော့အဘိဓမ္မာလို့ဆိုတဲ့နေရာမှာအဘိဓမ္မာဆိုတာဟာတမန်အပြင်ပြောမယ်ဆိုလို့ရှိရင်အဘိဆိုတာလေးနဲ့တဲ့ဓမ္မကသဘာဝတရားအင်္ဂလိပ်လိုပြန်တော့ profound ဓမ္မနော် profound ဓမ္မလို့အလွန်လေးနဲ့တဲ့သဘာဝတရားတွေကိုအဘိဓမ္မာလို့ခေါ်တယ်အဲ့တော့အဘိဓမ္မာတရားဟာသဘာဝတရားတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ဘယ်လိုလောကကြီးမှာဖြစ်ပေါ်နေတယ်ဆိုတဲ့လောကရဲ့သဘာဝတရားတွေကိုသိရှိနားလည်အောင်မြတ်စွာဘုရားကဟောကြားခြင်းပဲဖြစ်တယ်။ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေဟာကြည့်နော်စိတ်နဲ့နံတရားလို့ခေါ်တဲ့စိတ်စေတသိက်စိတ်လို့ပဲပြောကြပါတော့စိတ်နဲ့ရုပ်ခန္ဓာကြီးနှစ်ခုစိတ်နဲ့ရုပ်ခန္ဓာကြီးနှစ်ခုဟာပေါင်းစပ်ပြီးတော့အလုံးလုံးနေတယ်ဆိုတာထင်ရှားတယ်စိတ်ကဖြစ်ပေါ်လာတဲ့နေရာမှာရုပ်ခန္ဓာကိုယ်ကြီးကလိုက်ပြီးလုံးနေရတယ်ဆိုပါတော့စိတ်ထဲကစားခြင်းစိတ်ပေါ်လာလို့ရှိရင်ရုပ်ခန္ဓာကိုယ်ကြီးကသွားစားမှာနော်စားခြင်းနဲ့လို့ပြောတာစိတ်ကပြောတာဒါပေမဲ့စိတ်ဆိုတာအကောင်ထဲမြင်ရလားလို့ဆိုမမြင်ရဘူးစိတ်ကအရင်ဖြစ်လာတယ်ဖြစ်လာတဲ့အတိုင်းရုပ်ခန္ဓာကိုယ်ကြီးကလောက်ရစိတ်ကသွားခြင်းနဲ့ဆိုရင်ရုပ်ခန္ဓာကိုယ်ကသွားပေးရတယ်တော့စိတ်ကစားခြင်းနဲ့ဆိုရင်ရုပ်ခန္ဓာကိုယ်ကစားသူတို့စိတ်နဲ့ရုပ်ဒီနှစ်ခုဟာနာနဲ့ရုပ်ဟာပေါင်းစပ်ပြီးတော့လှုပ်ရှားနေတာပဲဖြစ်တယ်ပေါ့အဲ့ဒါနှစ်ခုကိုတစ်ခုနဲ့တစ်ခုခွဲထားလိုက်မယ်စိတ်ကိုတခြားဖယ်လိုက်မယ်ရုပ်ကိုတခြားဖယ်လိုက်မယ်ဆိုလို့ရှိရင်အားလုံးဟာလှုပ်ရှားနိုင်စွာမရှိတော့ရုပ်ကြည့်တက်တက်ဆိုလဲစွန့်ရင်တတိပဋ္ဌာန်မရှိတော့စဉ်းစားကြည့်လေလူတွေရဲ့ခန္ဓာကိုယ်ဟာစိတ်ချုပ်ငြိမ်းသွားပြီအသိစိတ်မရှိတော့ဘူးဆေးရုံဆေးကနေသွားပြီဒီလူဟာအသိစိတ်မရှိတော့ဘူးအဲ့ဒါမရှိတော့တာကိုသေတယ်လို့ခေါ်တယ် dead body ကြီးလှုပ်မှမလှုပ်တော့တာဟောဥပမာပါနဲ့တူတော့ဆိုရင် robot ဆိုတဲ့စက်ရုပ်ကလေးတစ်ခုကြည့် robot ဆိုတဲ့စက်ရုံလေးဟာဘက်ထရီနဲ့အချိုးစားကြအကုန်လုံးထည့်ထားသည့်အတွက်ကြောင့်ဘက်ထရီစွမ်းအားနဲ့လှုပ်ရှားပြီးတော့သွားတယ်လာတယ်စကားပြောတယ်ဆိုတာဖြစ်တယ်ဘက်ထရီကုန်သွားတာနဲ့တပြိုင်နက်သူဘာမှမလှုပ်ရှားဘူးအဲ့ဒါလိုပဲနန္တရားတွေရှင်သန်နေတဲ့အချိန်မှာစိတ်တွေရှင်သန်နေတဲ့အချိန်မှာရုပ်တရားဟာလည်းပဲရှင်သန်နေဒါကြောင့်မို့ရုပ်နဲ့နံဒီနှစ်ခုဟာပေါင်းစပ်ပြီးတော့လှုပ်ရှားနေတာလားဖြစ်တယ်ဒီထဲမှာသာဝရမြဲတာတခုမှမရှိဘူးဆိုတဲ့သဘောကိုမြတ်စွာဘုရားကအဘိဓမ္မာဒေသနာတော်မှာရှင်းလင်းဟောကြားတာပဲဖြစ်တယ်ပေါ့
24ပစ္စည်းနဲ့ပြောတဲ့အခါမှာအကြောင်းနဲ့အကျိုးပေါင်းစပ်ထားလို့စွမ်းအင်နေရနေတယ်ဆိုတာကိုပြောတာတဘာဝတရားတွေပဲကြည့်လျှက်စစ်မီထွန်းပြီးတော့လင်းအောင်ရတယ်ဆိုတာဟာလျှက်စစ်အားကိုဘယ်လိုလုပ်ထုတ်တယ်လဲနော်အကြောင်းတရားရှိတယ်အဲ့ဒီအကြောင်းနဲ့လျှက်စစ်အားတွေထုတ်ပြီးတော့ဒီလျှက်စစ်တွေကိုဘေးရောက်မသွားအောင်ကျိုးနဲ့တွေ့တန်းလာပြီးတော့အခုလိုလင်းအောင်ဖြစ်သုံးချနေတာဟာဒီဘိဓမ္မာသဘောတွေပဲဖြစ်တယ်ပေါ့ဘိဓမ္မာသဘောတွေပဲအဲ့တော့မြတ်စွာဘုရားဟောတာဟာလောကရဲ့သဘာဝတရားကိုပဲဟောတာဖြစ်လို့အဘိဓမ္မာတရားတော့ဟာအလွန်လေးနှစ်တည်းဘုန်းကြီးတို့တွေကိုယ့်ရဲ့ဘဝဆက်ဆက်ကြည့်လိုက်မယ်ဆိုရင်အကြောင်းနဲ့အကျိုးပေါင်းစပ်ပြီးတော့လှုပ်ရှားနေကြတာဖြစ်တယ်ကောင်းပြီအဲ့ဒါလို့အကြောင်းနဲ့အကျိုးပေါင်းစပ်ပြီးလှုပ်ရှားနေတဲ့အခါမှာတို့တွေကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဘသူအားကိုးရမှာလဲလို့ဆိုရင်ဘသူမှအားကိုးရမှာမဟုတ်ဘူးကိုယ်တိုင်လုပ်ရမှာဖြစ်တယ်ကိုယ်တိုင်လုပ်တဲ့နည်းကိုမြတ်စွာဘုရားပေးထားလို့ကျေးဇူးတင်တာကတော့ဘုရားကိုကျေးဇူးတင်ရမှာအနုဘုဆိုရင်လူတွေဟာအလုံးဟာမြေပြင်ဘောကနတ်ကိုကိုးကွယ်ခြင်းကိုးကွယ်မယ်ကောင်းကင်ကနတ်ကိုကိုးကွယ်ခြင်းကိုးမယ်တခါမှလည်းကိုယ်နဲ့တွေ့ဘူးတာမရှိဘူးနတ်ကတော့ပြောတာကိုပဲယုံရမယ်ကောင်းကင်ဘုံကနတ်ကိုလည်းပဲတမန်တော်ပြောတာကိုပဲယုံရတယ်ကိုယ်နဲ့တခါမှတယ်လီဖုန်းလည်းမဆက်ဘူးစာလည်းမရေးဘူးစကားလည်းမပြောဘူးဒါပေမဲ့လူတွေဟာယုံကြည်နေကြတာနော်တစ်ဆက်နဲ့ယုံကြည်မီဒီယေတာဆိုတာနဲ့ပဲလက်ခံပြီးတော့ယုံကြည်နေကြရတာမျိုးဖြစ်တယ်တကယ်ကတော့အကြောင်းတရားနဲ့အကျိုးတရားပေါင်းစပ်လာလို့ရှိရင်လှုပ်ရှားဖြစ်ပေါ်လာတယ်ဆိုတဲ့အဘိဓမ္မာသဘောတရားကိုနားလည်ထားမယ်ဆိုရင်စွမ်းအားတွေဟာကိုယ်ထဲမှာပဲရှိတယ်ပေါ့ရိုဘောလေးလှုပ်ရှားနိုင်မှုအတွက်ဘက်ထရီစွမ်းအားလိုသလိုပဲကိုယ့်ရဲ့စိတ်စွမ်းအားတွေကိုပြုပြင်ဖန်တီးပေးမယ်ဆိုလို့ရှိရင်မိမိကိုယ်တိုင်ဟာဒီမိမိကိုယ်တိုင်ဟာမိမိဘဝကိုဖန်တီးသူပဲဖြစ်တယ်ပေါ့ကိုယ်တိုင်ဘဝကိုဖန်တီးတယ်စိတ်ကြိုက်ဖန်တီးလို့ရမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိရှိလာမယ်ဆိုရင်ကိုယ်တိုင်ကိုယ်ဘဝကိုစိတ်ကြိုက်ဖန်တီးလို့ရပြီဘာတွေနဲ့ဖန်တီးမှာတော့ဆိုလို့ရှိရင်လူတွေရဲ့တရံဒီနန္တရားထဲမှာတတ္ထာဆိုတဲ့ယုံကြည်ချက်ရှိတယ်ဝိရိယဆိုတဲ့ကြိုးစားအထောက်မှုရှိတယ်တတိဆိုတဲ့အမှတ်ရမှုရှိတယ်တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုရှိတယ်ပညာလို့ဆိုတဲ့ဆန်းစစ်နိုင်တဲ့ခွဲခြားသိတဲ့ပညာဟောဒီစွမ်းအား9ရပ်ကိုအချိုးချပေါင်းစပ်ပြီးအလုပ်လုပ်လိုက်မယ်ဆိုလို့ရှိရင်စွမ်းအားတတ္တိတွေဖြစ်လာအခုကြည့်လေလျှက်စစ်မီထွန်းထားတာဟာလူတွေအသိဉာဏ်နဲ့ပေါင်းစပ်ပြီးဒီလိုဖြစ်လို့ဒီအလင်းရတာလေဟုတ်ရှေးတုန်းကဒီအလင်းမျိုးရှိပါမရှိဘူးဘာထွန်းရတော့ဆိုခွက်မီထွန်းအဲ့ဒီစီမီခွက်ဖျောင်းနိုင်ဆိုတဲ့အလင်းရောင်လေးနဲ့ပဲဘဝမှာနေလာကြရတာဟုတ်လားရှေးကြတဲ့ပုဂ္ဂိုလ်တွေဟာဒီအလင်းနဲ့ပဲနေကြရတာခဏေးခေတ်ကြတော့အဲ့ဒီတဲ့တာလွန်လာတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကအောက်လင်းဓမီတို့အာလာဒင်တို့ဆိုတာမိလိုက်သေးတယ်နော်ဖမ်းမိအိမ်အဆင့်ကနေပြီးတက်လာလိုက်တာအာလာဒင်နဲ့ပြီးတော့အောက်လင်းဓမီတဲ့အဲ့ဒီကနေပြီးလျှက်စစ်မိဖြစ်လာနော်အဲ့ဒါလို့ပြောင်းလဲလာတာဟာဒီအကြောင်းနဲ့အကျိုးကောင်းကောင်းကြီးနားလည်သဘောပေါက်လာလို့တဘာဝတရားတွေရဲ့စွမ်းအင်တွေကိုစနစ်တကျအသုံးချလာအဲ့တော့လူတွေရဲ့စွမ်းအားတတ္တိဟာကိုယ်ထဲမှာပဲရှိတယ်ဆိုတာသိချတယ်ဘယ်သူမှဖန်ဆင်းပေးတာမဟုတ်ဘူးဒါကြောင့်မို့ကိုယ့်ရဲ့ဘဝကိုကိုယ်ပဲဖန်တီးရမှာမဟုတ်အင်္ဂလိပ်လိုပြောတဲ့အခါ we are our own architect ဆိုတာငါတို့ပဲကိုယ့်ဘဝကိုယ်ပဲပုံဖော်လို့ရနော်ကိုယ့်ဘဝပုံစံကိုယ့်ဘဝကိုဖော်နိုင်တယ်နောင်ဘဝတွေမှာရုပ်အစဉ်လှလှပပချောချောမောမောလေးဖြစ်ချင်သလားဒီဘဝကပုံဖော်ထားလိုက်ဘာပုံဖော်ရမလဲလို့ဆိုစိတ်မဆိုးနဲ့အမြဲတမ်းပြုံးနေနော်သူများကိုမျက်စောင်းထိုးမကြည့်နဲ့တကယ်ကိုပြုံးရွှင်တဲ့မေတ္တာမျက်လုံးနဲ့ကြည့်ဖို့ကြိုးစားစိတ်ထဲကလည်းဒေါသမပါနဲ့အဲ့ဒါလိုနေတဲ့ပုဂ္ဂိုလ်ဟာဒီဘဝကအပြုံးကနေကူးဆက်ပြီးနောက်ဘဝမှာလည်းပဲပြုံးလေးဖြစ်မယ်သိကြတယ်ဒါနော်ဒီဘဝမှာ
ဒေါသတွေကြီးပြီးတော့အမြဲတမ်းတရှူးရှူးတိုင်းတိုင်းလုံးနေလို့ရှိရင်နောက်ဘဝမှာငိုလို့ရည်လို့မရတဲ့မျက်နှာစိုးနဲ့ဖြစ်လိမ့်မယ်မျက်နှာပေါက်ဆိုးတဲ့ပုဂ္ဂိုလ်ဖြစ်တတ်တယ်ပေါ့ဒါတွေဟာသူ့အကြောင်းနဲ့သူသွားတာဒီဘဝမှာပညာတွေတတ်အောင်ကြိုးစားလာတဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝမှာပညာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီဘဝမှာလှူလို့တန်းလို့နော်သူတစ်ပါးတွေကိုမရှိတဲ့လူတွေကိုရှိအောင်လုပ်ပေးတယ်ဆိုတဲ့သဘာဝတရားမပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုပြည့်စုံအောင်လုပ်ပေးခြင်းအဖြစ်သဘာဝတရားရဲ့ reaction လို့ခေါ်တဲ့တုံ့ပြန်မှုဟာကိုဟာဖြစ်လျက်ဘဝမှာပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ဒါသဘာဝတရားရဲ့တုံ့ပြန်မှုလို့ခေါ်တယ်ဒါကြောင့်မို့ဒီဘဝလှူဒန်းတဲ့ပုဂ္ဂိုလ်တွေဟာနောက်ဘဝကျတော့ချမ်းသာဒုက္ခရတယ်ချမ်းသာကြတယ်ပစ္စည်းဥစ္စာလွယ်လွယ်ကူကူရကြတယ်လို့ဒီလိုဆိုတဲ့ဒီဘဝမှာသူများအသက်တွေမတတ်ဘူးအလုံးပေါ်မှာမေတ္တာထားတယ်မညှင်းဆဲဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာအသက်ရှည်တယ်ကျမ်းမာဟောဒီလိုအနေထားမျိုးတွေဟာဒါကြောင့်မို့လို့ we are our own architect ဆိုတာကိုယ့်ကိုပုံဖော်လို့ရပါတယ်မြတ်စွာဘုရားကကြည်သူ့ဘဝသူဖရာဖြစ်သူရောက်သွားအောင်သူကိုယ်တိုင်ကြိုးစားပြီးပုံဖော်သွားတာသာဖြစ်တယ်ဘုန်းကြီးတို့တွေလည်းဖရာဖြစ်ခြင်းနဲ့ဆန္ဒရှိတယ်ဆိုလို့ရှိရင်ကိုယ့်ကိုပုံဖော်ရလိမ့်မယ်ပုံဖော်တဲ့အခါမှာလွယ်လွယ်ကူကူနဲ့ပုံပေါ်မှာမဟုတ်ဘူးကောင်းမြတ်တဲ့အကျင့်တွေပါရမီဆိုတဲ့အကျင့်တွေကိုကဘာပေါင်း၄အသင်ချီနဲ့တသိန်းကျင့်ကြံကြုတ်ကိုအထောက်မလက်မသုံးနောက်မဆုတ်ဖဲနဲ့ဇွဲကောင်းကောင်းနဲ့လှုပ်ရဒီအတိုင်းတာတစ်ခုရသွားလို့ရှိရင်ဒီအဆင့်ကိုရောက်မှသိချတယ်ပေါ့သို့တော့လူတွေကစိတ်မရှိဘူးလေခဏလုံးနဲ့ဖြင့်ကရခြင်းနဲ့အဲ့ဒါတော့မရဘူးเนาะအဲ့ဒီလိုတော့ရအောင်လုပ်လို့မရဘူးအားလုံးဟာတစ်ပင်တစ်ပင်တောင်မှပဲစိုက်ရင်ခဏစိုက်နဲ့ဖြင့်ကသီးမှမဟုတ်ဘူးပွင့်မှမဟုတ်ဘူးအချိန်ဆိုတာစောင်းอ่ะအေးဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသိရှိနားလာတယ်အတ္တာဟိအတ္တနောနာထောမိမိတည်တာလည်းမိမိရဲ့ကိုးကွယ်ရာလို့ဆိုတဲ့အတိုင်းမိမိတည်တာလည်းမိမိရဲ့ကိုးကွယ်ရာဖြစ်လို့ကိုကြိုက်တဲ့ပုံစံကိုခေါ်လို့ရတယ်ဒီဘဝမှာကိုကြိုက်တဲ့ပုံစံနဲ့နေပြီးနောက်ဘဝမှာကိုကြိုက်တဲ့ပုံစံမျိုးဖြစ်အောင်လုပ်ယူလို့ရတနည်းအားဖြင့်ဒီဘဝမှာလည်းပဲကိုကြိုက်တဲ့ပုံစံနဲ့နေလို့ရအောင်လုပ်လို့ရဟောအဲ့ဒီလိုကိုယ်စိတ်ကိုနိုင်ပြီးတော့ကြိုးစားအထောက်မဲ့ဆိုရင်စိတ်နှလုံးအေးချမ်းအောင်လုပ်လို့ရတယ်လို့ဒါမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်ကိုယုံကြည်လက်ခံကြတဲ့ပုဂ္ဂိုလ်တွေဟာသူတော်ဘာကိုအားကိုးเสียမလိုပဲနဲ့ကိုယ့်လက်ထဲမှာအားလုံးရှိဆိုလိုတာက remote ကကိုယ့်လက်ထဲမှာရှိတယ်နော်ကိုယ့်လက်ထဲမှာရှိတယ်အဲအကွန်ပိတ်ချင်လှမ်းပိတ်လိုက်ကိုယ့်လက်ထဲမှာရှိတယ် remote ကင်ထားတယ်လို့ပဲကိုယ့်ဘဝကိုပုံဖော်ခြင်းကိုယ့်လက်ထဲမှာရှိတယ်ဆိုတာမျိုးကောင်းသားတူရဲ့အမှတ်တရစကားပြောတဲ့မျိုးကောင်းသားတူရဲ့အကြောင်းကိုနည်းနည်းကြည့်ကြည့်ရသူဟာသူ့ဘဝကိုဘလို့ပုံဖော်လာခဲ့တယ်ဆိုတာလေးကိုကြည့်ရမထေရမြတ်တို့ရဲ့အမှတ်တရစကားဆိုတဲ့ထင်ဒီပုဂ္ဂိုလ်ကအမှတ်တရစကားကိုပြောတဲ့ဒီပုဂ္ဂိုလ်များဟာ90နဲ့5ပါးမြောက်ဖြစ်တယ်အင်ဇနဝနိယလို့ခေါ်တယ်မထေရမြတ်ပဲဖြစ်တယ်အဲ့ဒီမထေရမြတ်ကသူ့ရဲ့ဘဝမှာတာမန်ဘဝကနေပြီးတော့သူဟာထူးခြားတဲ့ဘဝတစ်ခုကိုရရှိလာနော်သူလိုကိုလိုတာမန်ဘဝကနေသူ့ကိုယ်သူပုံဖော်လာခဲ့တယ်လို့သူတို့ပြောအောင်အေးသူဟာဒီကဘာတသိန်းအခုလို့ကဘာကြီးတစ်ခုဟာမတည်မြဲလို့ကဘာကြီးလူလောကမှာတတ္တလောကကြီးမှာပေါ်ပေါက်လာပြီးဩဃတလောကကြီးမှာပေါ်ပေါက်လာပြီးတော့ပျောက်ကွယ်သွားတဲ့ကဘာတွေဟာအများကြီးအဲ့ဒီထဲမှာဒီဗဒ္ဒကဘာကနေနောက်ဆုံးရေတွက်လိုက်လို့ရှင်တသိန်းမြောက်ဖြစ်တဲ့ကဘာမှာဗဒုမုဒ္ဒရဆိုတဲ့မြတ်စွာဘုရားပွင့်ခဲ့ဘူးတယ်အဲ့ဒီဗဒုမုဒ္ဒရမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်မှာဒီမျိုးကောင်းသားဟာလူလာဖြစ်တယ်ပေါ့နော်သူဟာသူ့နာမည်ကသူထတနာသူဟာပန်းမင်းနေစိုက်ပျိုးပြီးတော့ပန်းရောင်းတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ပန်းမင်းနေစိုက်ပျိုးပြီးပန်းတွေကိုရောင်းချတဲ့ပုဂ္ဂိုလ်ဖြစ်လို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာသူ့ရဲ့ပန်းချံကနေပြီးတော့မြတ်လေးပန်းနေနဲ့မြတ်စွာဘုရားကိုပူဇော်ခဲ့ဘူးတယ်စေရနာတရားဖြစ်ပြီးသူဟာမြတ်လေးပန်းနေနဲ့ပူဇော်ခဲ့တာဖြစ်တယ်ပေါ့
အဲ့ဒါသူ့ဘဝကိုသူစတင်ပြီးပုံဖော်ခြင်းပဲဖြစ်တယ်ပေါ့နော်အဲ့ဒီလိုမြတ်လေးပါးနဲ့ပူဇော်လိုက်ရကနေပြီကောင်းရာဒုက္ခတိဘုံကြီးရောက်သွားတယ်နောက်ကတ္တဝမြတ်စွာဘုရားဖြစ်တဲ့ကဘာတသိန်းကိုဖြတ်ကျော်လာပြီးတဲ့နောက်မှာဒီကဘာမှာတတိယမြောက်ပွင့်တဲ့ကတ္တဝမြတ်စွာဘုရားပေါ်လာတဲ့အခါမှာသူကလူဘဝရောက်လာပြန်သာသနာတော်နဲ့ကြုံဆုံတဲ့အခါမှာကြီးညိုစိတ်တွေဖြစ်ပြီးတော့သာသနာဝင်ပြီးတော့ယဟန်ခံခဲ့တယ်ယဟန်ဝတ်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုကျင့်ကြံကြိုးကိုအထုတ်ခဲ့တယ်သို့သောတရားဓုတရားမြတ်မရဘူးနော်ဒါသူ့ဘဝသူစတင်ပြီးပုံဖော်တာဘုန်းကြီးဝတ်တယ်တရားအထုတ်တယ်သို့သောတရားဓုမရဘဲနဲ့ဘဝတစ်ခုအဆုံးသတ်သွားပြန်တယ်ပေါ့အဲ့ဒါလို့ဆုံးသတ်သွားပြီးဂေါတမမြတ်စွာဘုရားပွင့်တဲ့အခါမှာကြတော့ဝိစီတိုင်းဝေသာလီမြို့မှာသူဟာလာပြီးတော့ဝိစီမင်းမျိုးထဲမှာလာပြီးတော့ဒူလာဖြစ်ပြန်ဘဝဆိုတာဒီလိုပဲသွားနေကြနော်ကားလျော်ဆိုတာဘဝတစ်ခုရောက်ရှိပြီးတော့သွားကြအဲ့ဒီဝိစီတိုင်းမှာဝိစီမင်းသားလိတ်ဆွေရတနာတုတ်ကိုမြတ်စွာဘုရားဟောတာဟာဝေသာလီပြည်မှာကတ်ကြီး၃ပါးလို့ကတ်ဆိုတာဟာဘာကိုပြောတာလဲဆိုခဏခေတ်ပြောတဲ့ကတ်တွေမဟုတ်ဘူးနော်အဲ့တော့ကတ်ဆိုတဲ့အဓိပ္ပာယ်ကကပ္ပတခုခုဖြစ်ပေါ်နေတဲ့အတိုင်းအတာတစ်ခုအချိန်ပိုင်းတစ်ခုကိုကပ္ပလို့ခေါ်တယ်အဲ့ဒီကတ်၃မျိုးဟာဘာတော့ဆိုရင်မိုးခေါင်နေမိုးခေါင်တာဟာတစ်နှစ်တည်းခေါင်တာမဟုတ်ဘူး၄-၅နှစ်ခေါင်လိုက်တယ်စိုက်လို့ပြိုးလို့မရဘူးအစာရေစာမပြည့်စုံဘူးအဲ့ဒါတခုအစာရေစာမပြည့်စုံတဲ့အခါမှာလူတွေဟာဘာဖြစ်လာတော့ငတ်ပြတ်ပြီးတော့ယောဂါတွေဖြစ်လာတယ်ဒီယောဂါတွေကူးဆက်ပြန်ပွားလာခြင်းဟာလည်းပဲကပ္ပတခုပဲအချိန်ပိုင်းတစ်ခုဖြစ်လာအဲ့ဒီလိုဖြစ်လာတဲ့အခါမှာလူတွေသိဆုံးကြတာကိုအကြောင်းပြုပြီးမကောင်းဆိုးဝါးတွေကလည်းလာပြီးတော့လူတွေကိုနှိပ်စက်လာကြတယ်မြို့ထဲရွာထဲကျူးကျော်ဝင်ရောက်လာပြီးတော့တည်တဲ့ပုဂ္ဂိုလ်တွေကနေဆက်သွယ်ပြီးတော့ဒီမကောင်းဆိုးဝါးတွေကရောက်လာအဲ့ဒါကဒီမကောင်းဆိုးဝါးတွေရဲ့နှိမ့်ဆက်မှုတန်ခံရတာအချိန်ပိုင်းတစ်ခုလို့ဝေသာလီပြည်မှာကတ်ကြီး၃ပါးဆိုဘေး၃မျိုးတင့်တယ်အဲ့ဒီဘေး၃မျိုးတင့်တဲ့အခါမှာမြတ်စွာဘုရားကိုပင့်ကြတယ်ပင့်တဲ့အခါမှာမြတ်စွာဘုရားကသစ္စာကိုအသုံးချပြီးတော့ဝေသာလီပြည်မှာဖြစ်ပေါ်နေတဲ့ဘေးအန္တရာယ်တွေကိုကင်းအောင်လုပ်တယ်သစ္စာတရားဟာအလွန်စွမ်းထက်တယ်လို့ပြောဒါကြောင့်မို့မြတ်စွာဘုရားဆိုတဲ့သစ္စာတရားဘာလို့ဆိုရင်ယံကိဉ္စီဝိတံဣရဝဟူရံဝတက္ကိတုဝယံရတနံပဏိတံနာနောတမံအဋ္ဌိတထာဂတိနဣဒံပိဗုဒ္ဓေရတနံပဏိတံဣတေနသစ္စေနသုဟောတိဟောတုဆိုကိုယ့်ဘက်ကိုလည်းသစ္စာဆိုလို့ရတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားသင်ပေးတာဘာလို့ဆိုရင်အေးလူလောကမှာပဲဖြစ်စေနတ်ပြည်မှာပဲဖြစ်စေကဘာမှာရှိသမျှယရနာတွေအလုံးထဲမှာမြတ်နိုးเสียကောင်းတဲ့ယရနာဟာဘုရားယရနာသာဖြစ်တယ်။ဘာကြောင့်လို့ဆိုကြံတဲ့ယရနာတွေကတန်ဖို့မရှိဘူးမဟုတ်ရှိတယ်။သို့တော့ဘုရားယရနာလောက်မြတ်နိုးပွဲရမကောင်း။ကြံတဲ့ယရနာတွေတန်ဖို့ကြီးတာမှန်တယ်။သို့တော့မြတ်စွာဘုရားရဲ့ဒီအဆုံးအမတရားလောက်မြတ်စွာဘုရားလိုပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်လူဟာမျိုးတန်ဖိုးဖြတ်နိုင်တဲ့အရာမဟုတ်တန်ဖိုးမရှိတော့ဒါကြောင့်မို့ဘုရားဆိုတဲ့ယရနာဟာအမြတ်ဆုံးဖြစ်တယ်မှန်ကန်သောစကားကိုဆိုကြောကြောင့်တရားရီချမ်းသာကြပါစေလို့သစ္စာဆိုနော်ဘေးရန်အနေကြုံတဲ့အခါမှာဘုန်းကြီးတွေပြေးရွတ်တယ်ဆိုတာမေတ္တာနဲ့သစ္စာပဲဒီနှစ်ခုပဲလို့ကိုယ်တိုင်လည်းမေတ္တာသစ္စာနဲ့စွမ်းဆောင်ပေးလို့ရပါတယ်လူတိုင်းမှာစွမ်းအားတတ္တိတွေရှိတယ်ပေါ့ကိုကျင့်သီလကိုထိမ့်သိမ်းဆောက်ရှောက်ပြီးတော့မေတ္တာတရားသစ္စာတရားနဲ့အဲ့ဒါလို့ဝေသာလီပြည်ကြွတော့ကမြတ်စွာဘုရားဟာသစ္စာစကားနဲ့ဝေသာလီအန္တရာယ်ဖြစ်နေတာကိုပျောက်ကင်းသွားစေခဲ့တယ်ပေါ့အဲ့ဒါလို့ပျောက်ကင်းသွားတဲ့အခါမှာအခုပြောတဲ့ဒီအမျိုးသားဟာသူကိုယ်တွေ့မြတ်စွာဘုရားနဲ့ဂျုံတွေ့လိုက်ရတဲ့အခါမှာစိတ်ထဲမှာကြည်နူးတဲ့တရားတရားတွေသူ့တဏ္ဍာမှာဖြစ်လာတယ်နော်မြတ်စွာဘုရားကိုကြည်ညိုပြီးတော့နောက်ဆုံးမှာသူဟာသာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ပြုတယ်
အဲ့ဒါလို့ယဟန်ပြုတ်ပြီးတဲ့အခါမှာတရားဓမ္မကိုကျင့်ကြံကြိုးကိုအထုတ်တယ်တရားအထုတ်တဲ့အခါမှာတာဝတိမြို့သားကတာကေတဆိုတဲ့မြို့ဘက်ကိုသွားပြီးအင်စနဝနဆိုတဲ့တောအုပ်ထဲမှာသူဟာတရားထိုင်တယ်တရားထိုင်ပြီးတော့ကြိုးစားအထုတ်တာအဲ့ဒါလို့ကြိုးစားအထုတ်တဲ့အခါမှာနေရာထူးထူးထွေထွေမရှိဘူးလူတကာမလိုချင်လို့ပြစ်ထားတဲ့ခြေတန်းရှိညောင်ဆောင်ဆိုတာကရင်လေးတစ်လုံးပေါ့နော်အဲ့ဒီခြေတန်းရှိညောင်ဆောင်ကရင်လေးတစ်လုံးကို4000ကလင်လေးတစ်လုံးပေါ်မှာကရင်လေးကိုကြောက်တုံးတွေပေါ်မှာတင်ပြီးတော့တိုင်လေးတိုင်ထူအပေါ်ကနေပြီးတစ်ခက်တွေမိုးသိရွက်တွေမိုးပြီးနေလို့ရတဲ့အနေအထားလေးဖြစ်အောင်တဲချောင်းလေးတစ်ခုဆောင်းလုပ်ပြီးအဲ့ဒီမှာသူတရားအထုတ်တာတရားအထုတ်ရင်းကနေပြီးတော့သူဟာတဝါတွင်းမှာပဲဝါဆိုဥကာလမှာပဲတရားဓုတရားမြတ်ရသွားတယ်အဲ့ဒါသူ့ရဲ့ဘဝဟာသူ့ရဲ့အောင်မြင်မှုလေးကိုသူပြောပြအောင်မြင်မှုလေးသူနေခဲ့တဲ့နေရာလေးကဖြစ်ကြရဆန်းနော်သူများပြစ်ထားတဲ့လေးတိုင်စဉ်ကတင်လေးပေါ်မှာအမိုးလေးလှုပ်ပြီးတော့တရားထိုင်ခဲ့တာလေးကိုအမှတ်တရစကားအဖြစ်ပြောသူရလိုက်တဲ့ဒီတရားဓုတရားမြတ်ကအလွန်ကြီးမားတယ်သူနေတဲ့နေရာကအလွန်ဒီရိုးရှင်းတယ်ဘာတမှုမှမရှိတာသူများပြစ်ထားတဲ့ဒေးတိုင်စဉ်လေးပေါ်မှာအပေါ်ကအမိုးလေးလှုပ်ပြီးတော့ထိုင်ပြီးတရားအထုတ်ခဲ့တယ်အဲ့ဒါကိုသူကဝန္တာပီတိဖြစ်ပြီးတော့အမှတ်တရသူပြန်ပြောပြတယ်အဲ့ဒီအမှတ်တရပြန်ပြောပြတဲ့စကားကဘာလို့ဆိုရင်အာတန္တိန်ကုတိကံကတ္တဝါဩဂရှဝိဇနံအင်စနံဝနံခြေရှိညောင်ဆောင်လေးချောင်းတောက်ကလေးခြေရှိညောင်ဆောင်လေးပေါ်မှာအမိုးလေးတင်တစ်ခက်ကလေးတွေမိုးပြီးတော့အဲ့ထဲမှာထိုင်းနေရင်သူတရားဓမ္မကြိုးစားအထုတ်လိုက်တာတိတ်သောဝိဇ္ဇာအနုပ္ပတ္တာသူရလိုက်တာဘာတွေရတော့ဆိုရင်သူဟာတမာရီစွမ်းအားတွေနဲ့ကြီးမားစွာအောင်မြင်မှုရှိသည့်အတွက်ကြောင့်သူဘယ်ဝါကလာခဲ့တယ်ဆိုတာကိုနောက်ကျောင်းပြန်ပြီးတော့ပြောနိုင်နော်သူအတိတ်ဘဝတွေကိုသူပြန်မြင်လာတရားစွမ်းအားနဲ့အတိတ်ဘဝတွေကိုကြည်နိုင်တဲ့ပုဗ္ဗေနိဝါဒနုတ္တိညာဝေးလံတဲ့ဒေတာခြားကွယ်ထားတဲ့နေရာတွေဥပမာပဲဒီတောင်ကြီးရဲ့ဟိုဘက်မှာဘာရှိတယ်တောင်ကြီးအောက်မှာဘာရှိတယ်အခုလိုဆောင်းဦးကြီးရဲ့အောက်ထဲမှာဘာတွေရှိတယ်ဆိုတာကိုမြင်နိုင်စွမ်းရှိတဲ့ဒိဗ္ဗစက္ခုဝိဇ္ဇာသူတဏ္ဍမှာကိလေသာဆိုတဲ့အညစ်အကြေးတွေစီးဝင်မှုမရှိအောင်စိတ်ထဲမှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးမောဟမဖြစ်ဘူးဖြစ်လာတဲ့ကိလေသာတွေလုံးဝဖယ်ရှားပြစ်နိုင်တဲ့အာတဝခေယဆိုတဲ့ဝိဇ္ဇာ၃ပါးပုဒိအာလို့ခေါ်တယ်ပုဒိအာအတိတ်ဘဝကိုပြန်သိတာနော်အတိတ်ဘဝကိုနောက်ကျောင်းရှာပြီးဘယ်ဘဝလာခဲ့တာဆိုတာအသေးစိတ်သိတယ်ခြားကွယ်နေတဲ့မမြင်နိုင်တဲ့အရာတွေကိုမြင်စွမ်းနိုင်တဲ့ဒိဗ္ဗစက္ခုဝိဇ္ဇာရှင်တဲ့နှလုံးထဲမှာအဆိုးတရားတွေကုန်သွားတဲ့အာတဝခေယဝိဇ္ဇာဆိုတဲ့ဒီဝိဇ္ဇာ၃ပါးကိုသူဟာအဲ့ဒီတန်ဖိုးမရှိတဲ့တာမန်တဲချောင်းလေးအတွင်းမှာသူတစ်ခက်တဲလေးအကြောင်းမှာပဲသူရရှိခဲ့ပါတယ်လို့ဒီလိုဆိုတာနော်အစာအုပ်ကောင်းကောင်းကြီးမဟုတ်ဘူးအခုလို့အစာအုပ်ကောင်းကြီးထဲမှာလောက်တာမဟုတ်ဘူးဖြစ်ကြရဆန်းအရေးအမိုးလုံုံလေးလှုပ်ထားတဲ့အစာအုပ်လေးထဲမှာထိုင်ရင်သူဟာတရားဓုတရားမြတ်တွေရခဲ့တယ်ကတံဗုဒ္ဓသာသနာမြတ်စွာဘုရားရဲ့အဆုံးအမတွေသူလုံးဝလိုက်နာပြီးပြည့်စုံတဲ့ဘဝကိုရောက်ပြီလို့ဥဒန်းစကားကိုပြောဆိုခဲ့တာဒါသူ့ရဲ့အမှတ်တရစကားပဲဖြစ်တယ်နောက်ဆုံးအချိန်မှာဆိုလို့ရှိရင်ဘုန်းကြီးတို့ရဲ့စိတ်နဲ့ပတ်သက်တဲ့အောင်မြင်မှုဟာပို့ပြီးတော့အရေးပါတယ်ရုပ်ပိုင်းဆိုင်ရာအောင်မြင်မှုတွေကပစ္စည်းဥစ္စာချမ်းသာအောင်လုပ်လို့ရတယ်လူတွေရဲ့ရုပ်ပုံတွေကိုမျိုးစုံပြင်ဆင်လို့ရတယ်လှပအောင်ဝတ်လို့ရတယ်နော်အဆင့်တန်းမြင့်မြင့်နေလို့ရတယ်ရုပ်ပိုင်းဆိုင်ရာပတ်စံရှိပြီးငွေကြေးတဏ္ဍတန်းနိုင်ပြီဆိုရင်လုပ်လို့ရသို့တော့စိတ်ပိုင်းဆိုင်ရာကြတော့အခုလိုကျင့်ကြံကြိုးကိုအထုံးမှသာလေစိတ်ပိုင်းဆိုင်ရာရဲ့စွန့်ရင်တတ္တိတွေကိုရနိုင်တယ်လို့ဆိုတာကိုမြတ်စွာဘုရားဟောကြားတဲ့အတိုင်းသူဟာလိုက်နာဆောင်ရွက်ခဲ့တာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ဒီကနေ့မြတ်ဗုဒ္ဓရဲ့အဘိဓမ္မာအခါတော်နေ့မှာမြတ်စွာဘုရားရဲ့ဒီကြိုးပမ်းအထောက်မှုတွေကိုသိရှိကြည်ညိုရတယ်မြတ်စွာဘုရားရဲ့တပိသာဝကဖြစ်တဲ့
ယဟန္တာမထေရမြတ်ရဲ့သူကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့အမှတ်တရစကားကိုကြားနာခွင့်ရတယ်ဒါကြောင့်မို့ဘဝဆိုတာကိုယ့်လက်ထဲမှာကိုရှိတယ်ကိုကောင်းအောင်ပြင်ပြီးတော့ကိုယ့်ကိုပုံဖော်လို့ရတယ်ဆိုတာကိုယုံကြည်ချက်ထားပြီးဒီကနေ့ကနေစပြီးအကောင်းဆုံးဘဝမျိုးဖြစ်အောင်ပုံဖော်ပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း